ဓမ္မမိတ်ဆွေတွေအားလုံးမင်္ဂလာပါဒီနေ့မိတ်ဆွေတို့အတွက်တရားလက်ဆောင်ပေါ့ကောင်းစီလေးပေးပါတယ်ကျက်မတကောင်ရဲ့ဆုတောင်းဆိုပြီးတော့လူတိုင်းကိုစီဆုတွေတောင်းကြတာရှိပါတယ်ဘာဖြစ်ရပါလို့ဤညာဖြစ်ရပါလို့ဤစားကြည့်စီဖြစ်ပုဂ္ဂိုလ်တ attva တွေဟာမျိုးဖုံဆုတွေတောင်းရတယ်ဆုတောင်းတဲ့နေရာမှာကောင်းတဲ့အရာတွေပြည့်စုံတယ်လို့မကောင်းတဲ့အကုသိုလ်နေရာတွေမှာလည်းပဲဆုတွေကပြည့်ကြတယ်နော်ဒီနေရာမှာအမုန်းပါတဲ့ဆုတောင်းနေတာကိုပြောချင်တာပါမြတ်စွာဘုရားဒီတာဝတိပြည်ရဲ့အနီးပေါ့တန်ဃာရွာမှာလူတယောက်ကနေပြီးတော့တန်ဃာတွေရှာဖွေရင်းနဲ့ဒီနေ့တော့ဒီချောင်းထဲကနေပြီးတော့ကန်းဆက်ကနေပြီးတော့လက်ဦးလေးတစ်ခုရလာတစ်လုံးရလာတယ်အဲ့ဒီလက်ဦးလေးကိုယူပြီးတော့သူကိုယ်တိုင်မစားဘဲနဲ့သူနဲ့ခင်မင်ရင်းနှီးတဲ့အမျိုးသမီးအိမ်ကိုသွားတဲ့အခါမှာအဲ့ဒီလက်ဦးလေးထားခဲ့တယ်အိမ်ရှင်အမျိုးသမီးကအဲ့ဒါသူ့သမီးလေးကိုပြုတ်ကျွေးတော့ရတာတဏှာကြောင့်ထင်ပါတယ်ဒီကလေးမလေးကလက်ဦးစားပြီးတော့တခြားဥတွေကိုမစားကျင်တော့တခြားအစားတောက်တွေလက်ဦးကိုအယံစားကျင်တဲ့ဆန္ဒတွေဖြစ်နေတော့အမေကလက်ဦးရဲ့အစားထိုးဆိုပြီးတော့အိမ်မှာနေတဲ့ကျမကြီးရဲ့ဥထားတဲ့ကြက်ဥတွေကိုယူပြီးတော့ပြုတ်ကျွေးရတယ်ကလေးမလေးကကြက်ဥတွေကိုစားပါများလာတဲ့အခါကျက်ဥရဲ့ကောင်းကြောင်းတွေကိုသိပြီးတော့အမေပြုတ်ကျွေးတာမဆောင်မဲနဲ့သူကိုယ်တိုင်ယူပြီးတော့စားတယ်နော်ကျက်ဥတွေကိုယူစားတယ်ဒီနေရာမှာတခုလေးနက်စဉ်းစားဖို့ကစဉ်းစားကြည့်ပေါ့ဗျာကျက်တရားလည်းပဲဒါသူသားသမီးပဲတိလိษံဆိုတာကိုယ်ရံပြုတ်တဲ့သူလားကိုယ်ရံလိုတဲ့သူလားကိုယ်အကျိုးကိုလိုလားလေသူလားဆိုတာသူလည်းပဲတက်နိုင်ဆုံးတော့အကဲခတ်နိုင်ပါတယ်နော်သူကိုယ်တိုင်သူ့ရဲ့သားသမီးဆိုလဲအမတ်တင်ညာနဲ့ဥထားတဲ့ဥဟာအတားတကြီးပေးတဲ့ဥတော့မဟုတ်ဘူးနော်တရားလေးပြောတော့ဇင်းတို့ငငယ်ကကိုရင်မစည်းမိပေါ့12နှစ်13နှစ်အရွယ်ထဲမှာတယ်ကျုပ်ပြိုမစားလို့ငိုခဲ့ရတာလေးသွားသတိရတယ်ဒီမှာကြတော့အမျိုးသမီးလေးကကလေးမလေးကသူ့အမေပြုတ်ကျွေးတော့မဆောင်နိုင်ဘောနဲ့ဥတိုင်းသောကြက်တွေကိုကြက်ဥတွေကိုယူပြီးတော့စားတယ်စားတော့ကျမကြီးကတေဂာနီးမှာဆူတောင်းပါတယ်ဘာဆူတောင်းလဲဆိုတော့ဖြစ်လျာဘဝတိုင်းမှာနင့်ကိုနိုင်ရတဲ့သူဖြစ်ရပါလို့ဤလို့ဆူတောင်းတယ်နော်ဆူတောင်းတယ်တက်တရားဆူတောင်းတယ်အဲ့ဒီဘဝကသေလွန်တဲ့အခါအဲ့ဒီအိမ်မှာကြောင်ဖြစ်တယ်နော်ကျမကသေတော့ကြောင်ဖြစ်တယ်အဲ့ဒီကလေးမလေးကအဲ့ဒီအိမ်မှာကျမပြန်ဖြစ်တယ်အဲ့ဒီအိမ်မှာပဲနော်ဥပါဒံကြောင့်အဆွဲကြောင့်အဲ့ဒီအိမ်မှာပဲကျမပြန်ဖြစ်တယ်ဟောအတိတ်ဘဝကရန်ညိုးကြောင့်ဆူတောင်းခဲ့တဲ့ကျမဟာကြောင်ဖြစ်ပြန်တော့ကြောင်ဖြစ်ပြီးတော့ဒီကျမဥတိုင်းသောကျက်ဥတွေကိုကျောင်းကစားတယ်နောက်ဆုံးကြတော့ဘသူ့ကိုပါရံမှုလဲဆိုတာကျက်မကိုပါရံမှုတယ်အဲဒီကျောင်းမကဲဒီဘဝမှာလည်းပဲအညိုးတွေနဲ့ပေါ့ဗျာစဉ်းစားကြည့်ပေါ့တိရစ္ဆာန်တွေဘာမှမသိဘူးလို့မထင်နဲ့သိတာပေါ့နော်သူတို့လည်းပဲသူတို့သားသမီးတွေကိုထိရင်နော်ဟိုမှာတိရစ္ဆာန်တွေမခွေးတိရစ္ဆာန်တွေကြည့်ကိုကျွေးတဲ့သူလားကိုရန်လုံမဲ့သူလားသူတို့ကသိတာပေါ့သူတို့ရဲ့ဒီမြင်းနေကကြည့်ပြီးတော့သိတယ်တိရစ္ဆာန်တွေကအဲ့ဒီမှာလည်းပဲကျမကြီးကလည်းဆူတောင်းတယ်ဒီကြောင်ကိုနင့်ကိုနိုင်ရတဲ့သူဖြစ်ရပါလို့ဤထပ်ပြီးတော့ဆူတောင်းတဲ့အခါအဲ့ဒီဘဝကသေတဲ့အခါကျမကြီးကတောထဲမှာကြက်တစ်သွားဖြစ်တယ်နော်ကြက်တစ်သွားဖြစ်ဒီဘဝကကြောင်ကသေလွန်တဲ့အခါတောထဲမှာတမင်သွားဖြစ်တယ်
အပြန်အလှန်ပါပဲဆူတောင်းနေပေါ့နော်တန်တရားပါတဲ့အမုန်းတွေပေါ့အာကာဒတွေနဲ့ဆူတောင်းနေပြည့်ဆူတောင်းနေတက်မကလည်းပဲမွေးတိုင်းတော့တမင်ရဲ့သားသမီးတွေကိုစားတယ်ဘလို့မှမပြေးတာဘူးပေါ့နော်မပြေးတာမလူးတာမလွန့်တာနဲ့ပဲအာမတန်လို့မန်လျှော့ရတာပေါ့ဗျာဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ဒီနေရာမှာဘလောက်တောင်ကြာခဲ့တယ်လဲဆိုရင်ဘဝ900လောက်ဖြစ်ခဲ့တယ်အပြန်အလှန်တယောက်နဲ့တယောက်အနိုင်ရလို့မှုနဲ့ဆူတောင်းနေလောက်ခဲ့ကြတယ်နော်နေ့ကငါနိုင်ရပါလို့ဤဟိုကလည်းနေ့ကငါနိုင်ရပါလို့ဤနေ့ကိုပြန်ပြီးတော့နိုင်ရတဲ့သူဖြစ်ရပါလို့ဤလို့တယောက်နဲ့တယောက်ချိန်ဖန်များစွာဆူတောင်းရင်းနဲ့ဘဝတွေဟာဘလောက်တောင်ဒီဘဝ900ကျော်ခဲ့တယ်နောက်ဆုံးဦးဇင်းတို့မြတ်စွာဘုရားရဲ့သာသနာတော်တဦးကလူလားဖြစ်တယ်တဦးကဘလူးလားဖြစ်တယ်ဘလူးလားဖြစ်တယ်နော်ဘလူးဆိုတော့လူကိုစားရတော့မှာဖះနဲ့တွေ့တဲ့အခါကျတော့မှဘလူးကမစားတော့ဘဲနဲ့ရန်ညိုးတွေကိုပြေးပြီးတော့ဒီလူသားအတွက်ဒီလူသားကိုမစားတော့ဘူးဒီလူသားအကျိုးကျေးဇူးများပါစေဆိုပြီးတော့ကိုကြီးဆောင်းမပေးတယ်ဘလူးကနေပြီးနော်ဒါကြောင့်ယနေ့ခေတ်ဦးဇင်းတို့ငယ်တော့ဆိုလို့ရှိရင်လယ်တွေထဲမှာဆိုလို့ရှိရင်ပုံးမကြည်နဲ့တွေပါတင်ကြတာရှိတယ်ဒါဒီဇက်တော်ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတာဖြစ်ပါတယ်ပြောချင်တာကတော့ဦးဇင်းတို့ဘဝတွေဓမ္မမိတ်ဆွေတို့ရဲ့ဘဝတွေဟာတန်တရားရှည်လျားပြီးတော့ရှည်လျားခဲ့ပါပြီနော်တယောက်နဲ့တယောက်အမုန်းတွေအာဃာတတွေနဲ့ဆူတောင်းမယ်ဆူတောင်းရှိသူတွေပြုတ်ခဲ့မယ်ဆိုလို့ရှိရင်ဒီဇက်တော်တွေကအတိုင်းပဲဘဝတွေဟာပြီးဆုံးမှာမဟုတ်တော့ဘူးဒါကြောင့်မလို့ကိုယ့်ရဲ့ကာယကံတွေကိုယ့်ရဲ့ဝစီကံတွေကိုယ့်ရဲ့မနောကံတွေကိုထိမ့်သိမ့်နိုင်ကြပါစေဆုတောင်းမေတ္တာပို့တာအပ်ပါ